ကြည်ရွှာပေးနေတဲ့ပရိသတ်အလုံးမင်္ဂလာပါ2026မေလ12ရက်နေ့အင်္ဂါနေ့တနေ့တာလက်နေရက်ကအရှိတောင်ရက်စန္တီယာရက်ကအနောက်ရက်ရံပေါ်ရက်ကအနောက်မြောက်ရက်ဖြစ်ပါတယ်တနေ့တာမူလဆန်းရှင်တဲ့ခက်ကဥစ္စရပရမိုက်တဲ့ခက်ဖြစ်ပါတယ်မေတ္တာရာသီကိုအင်္ဂါကျိုးပြောင်းလာပြီဒီနေ့အင်္ဂါကျိုးပြောင်းနေပေါ့ထူးခြားတဲ့ပြောင်းလဲနေဖြစ်စဉ်နေကဘာဝမှာဖြစ်ပေါ်တော့မယ်မေတ္တာရာသီမှာတနင်္ဂနွေကျိုးအင်္ဂါကျိုးနဲ့ဗုဒ္ဓကျိုးတို့တည်ရှိသွားပြီပြိဿရာသီမှာတောက်ကြကျိုးတည်ရှိတယ်မေတုံရာသီမှာဇာတပတိကျိုးတည်တယ်သင်္ယာသီမှာကိတ်ကျိုးတည်တယ်ကုံယာသီမှာတနင်္လာကျိုးနဲ့ရာဟုကျိုးတို့တည်ရှိပြီးတော့မေယာသီမှာစနေကျိုးတည်ရှိမေတ္တာရာသီဘွားတွေမှာစိတ်ပပန်းသူပပန်းဖြစ်မယ်မှန်းနိုင်တဲ့တွေ့ခွာမယ်အတိုက်ခံနေနဲ့ရှင်ပြီးမှလူရှိရပြည့်စုံတယ်9နိုင်နဲ့10နိုင်ခွဲကြားညနေ4နိုင်ကနေ6နိုင်တွင်တွေကိုတတိရှိရမယ်အညရှိတယ်ပြိဿရာသီဘွားတွေမှာတော့ရာအစဉ်ပြည့်မယ်တို့ရပြည့်စုံမယ်ခက်ခဲတဲ့ကိစ္စလုံးကိုပြေလျော်ဖြေရှင်းနိုင်မယ်ရှားလုံးကိုကြော်လွှားပြီးတော့ဘဝတိုးတက်မှုကံကြမ္မာတွေရှိမနေ့10နိုင်48ကနေနေ့တတိုင်း7မိနစ်ကြာဘောဘောလာတဲ့ခွေးရည်တွေကိုအတွက်အထူးချိုးပေးဖို့ပါပဲမေတော်ရာသီဘွားတွေမှာရံများမယ်တိုက်ခံများမယ်စိတ်ပပန်းသူပပန်းဖြစ်မယ်မူလစီစဉ်တာနဲ့လက်တွေ့ကုန်ကွာဟမယ်မနေ့6နိုင်နေ9နိုင်ခွဲကြားနေ့7နိုင်နေ10နိုင်ခွဲကြားဒီမှာပြဿနာလေးတွေရှိတတ်တယ်ညနေ3နိုင်တော့ပဲတော့တစစဆင်ပြေပါမယ်ကရကရာသီဘွားတွေမှာရံများမယ်စိတ်ပင်ပန်းသူပပန်းဖြစ်မယ်ပြဿနာဟောင်းတွေတစ်မျိုးပြီးတစ်မျိုးဖြေရှင်းနေရမယ်ချစ်သူခင်သူရင်းနှီးသူများနဲ့စကားများရမယ်နေ့7နိုင်တော့ပဲတော့တပြေးပြေးကောင်းတယ်တရားဒီဘွားတွေမှာဒီနေ့ဆုံးဖြတ်တာမှန်တယ်လှုပ်တာမှန်တယ်ကြက်ကြတော့ကိုကြော်လွှားနိုင်နေပဲမနေ့10နိုင်ခွဲနဲ့7နိုင်ကြာနေ့10နိုင်ခွဲနဲ့ညနေ3နိုင်ကြာတွေမှာပေါ်လာတဲ့ခွင့်ရည်တွေကိုအတွက်တကယ်ကောင်းတဲ့ခွင့်ရည်တွေလက်ခံကျင့်သုံးပြီးချိုးရှိနေမယ်ကံရာဒီဘွားတွေမှာပြဿနာဟောင်းတွေတစ်မျိုးပြီးတစ်မျိုးဖြေရှင်းရမယ်စာရွက်စာတမ်းဝေချေလက်ပြောင်းလက်တွေသတိထားရမယ်ပစ္စည်းတွေဝယ်ယူရင်လည်းတေချာစစ်ပြီးမှပဲမကောင်းတဲ့သဘာဝတွေစံချိန်ပြည့်ရင်းနေတဲ့ပစ္စည်းတွေပါလာတတ်တဲ့နောက်ငွေကြေးပေးယူမှားရတာတွေဖြစ်တတ်တယ်နေ့တနိုင်ခွဲနောက်ပိုင်းတော့တဖြည်းဖြည်းကောင်းသွားမှာပါတူရာသီဘွားတွေအတွက်ရအဆင်ပြေတဲ့ဘောပေါက်လာတဲ့ခွင့်ရည်ကောင်းတယ်အိမ်တော်ရေးကိစ္စမင်္ဂလာပြုတဲ့ကိစ္စလိုက်လာကူညီပေးရလိမ့်မယ်လူမမာမေးဖို့သွားလိမ့်မယ်သွားတဲ့ခီးမှာထူးခြားတဲ့ကံကောင်းခြင်းတွေခွင့်လန်းလေးတွေကျုံလာမယ်ညနေ4နိုင်ခွဲနောက်ပိုင်းထူးကောင်းပါလိမ့်မယ်ပြစ္ဆာရာသီဘွားတွေမှာရံများမယ်မူလစီစဉ်တဲ့လက်တွေနဲ့ကုန်းကွာဟမယ်မနေ့10နိုင်ခွဲနဲ့7နိုင်ကြာညနေ3နိုင်နဲ့4နိုင်ခွဲကြာမှာပြဿနာတစ်မျိုးပြီးတစ်မျိုးဖြေရှင်းရလိမ့်မယ်ပြီးအစဉ်ပြေသွားပါပါဒုနုရာသီဘွားတွေအတွက်ကဂျန်တိုင်းအောင်ဆောင်းနေမြောက်တို့တိုင်းထောပေါက်တဲ့ကံဖွင့်နေတယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်တဲ့နေ့7နိုင်နောက်ပိုင်းထူးကောင်းတဲ့ကံရှိမကာရရာသီဘွားတွေမှာငွေကြေးကံလုပ်ငန်းကံစီးပွားကံဘဝကံတိုးတက်မယ်ရှင်ပြိုင်မှုမှာမြောက်မြင်ပဲသူတစ်ပါးနဲ့သာမြောက်လုပ်နိုင်တဲ့အစွမ်းသက်တွေနဲ့ဆက်နိုင်တော့ပဲပေါ်တယ်လက်တွေ့သုံးချပြီးကျိုးပေးလိမ့်မယ်။ကိုရာသီဘွားတွေမှာလုံးသမျှငွေကုန်မှုကိစ္စကြီးပဲ။နောက်လုံးလိုက်တဲ့ကိစ္စကိုယ့်အတွက်တစိုးတစိမှကျိုးမရှိပဲသူတစ်ပါးအတွက်ဘာလုပ်နေရတာမျိုးဖြစ်တတ်တယ်။နေ့တနိုင်ခွဲနောက်ပိုင်းတော့တစကောင်းလာမှာပေါ့။မေယာသီဘွားတွေမှာခီးကိစ္စအစဉ်ပြေပဲပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်မယ်။ရှင်မန်းချက်ချမ်းသာအောင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်။မနေ့10နိုင်ခွဲနောက်ပိုင်း7နိုင်တွေ့ရာသတိရှိရမယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြာသူများပြဿနာကိုပြဿနာဖြစ်တဲ့ကြံချိန်ကောင်းပါတယ်ဒီနေ့တော့ကာလအတော်တွဲမှာအပြာရောပန်းရောနေရောင်တို့ကိုကျိုးပေးရောင်များဖြစ်သုံးဆွဲနေပါတယ်ဂျားစာပွင့်ရရဖြစ်တဲ့အနောက်မြောက်ရက်ကိုမျက်နှာမူပြီးငပြောသည့်တစ်လုံးစားသုံးပြီးအလိုရှိရဆန္ဒပြုပါဆန္ဒပြပြောပါပဲကျေးဇူးတင်ပါတယ်